လုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့မှာတော့ပစ္စည်းပြက်နေတာကြာပြီဖြစ်တဲ့ကုတ်ဝန်းဆက်လေးတွေနဲ့မိတ်ဆက်ပေးပါမယ်နော်သူကဒါလေးကတော့တသားလေးတွေအတွက်နောက်တိုင်းဝစ်စုံလေးပဲဖြစ်ပါတယ်သူ့ရဲ့ကာလာအယောင်လိုင်းလေးတွေက3မြောင်လာပါတယ်နော်ဆိုင်လေးကတော့2နှစ်3နှစ်ကနေ10နှစ်17နှစ်ထိဝစ်လို့အဆင်ပြေပါတယ်ရှင်ဒါလေးကတော့အနက်ရောင်လေးပါနော်သူကဝက်ဆက်လေးတွေမှာဘာတွေပါမလဲဆိုတော့သူကဒီမှာအတွင်းမှာရှက်ကော်လန်အဖြူလေးပါမယ်เนาะရှက်ကော်လန်အဖြူလေးသူ့ရဲ့ဒီမှာ neck tie လေးပါမယ်အတွင်းမှာ waistcoat တစ်ထည်ပါမယ်ဒါလေးကအတွင်း waistcoat လေးတစ်ထည်ပါမယ်နောက်ဒါလေးကတော့အပေါ်ကကုတ်အင်ကြီးလေးပေါ့เนาะအောက်ကစတိုင်ပေါင်းမီလေးနဲ့သူ့ရဲ့ဝစ်စုံတစ်စုံကို89,500ပဲရှိပါတယ်ရှင်ကာလာအယောင်လိုင်းလေးကဒါလေးကအနက်ရောင်လေးပါเนาะနောက်ပါဒီလိုမျိုးလေးခဲရောင်လေးလာမယ်ခဲရောင်လေးလာမယ်ရှင်နောက်ဒီရောင်လေးကတော့သူကနက်ပြာလေးပါဒါလေးကတော့နက်ပြာလေးပါเนาะသူ့ရဲ့ကော်လန်မှာလဲဒီမှာဖဲနာကွက်လေးတွေနဲ့သူကဒီဇိုင်းလုပ်ပြီးတော့သူအရင်ကိုတက်ရက်တဲ့ပစ္စည်းလေးပါเนาะဒါလေးကတော့ကဲကိုလိုချင်တဲ့ site ကိုရဖို့ရအတွက်အခုပဲကျမတို့ A9 fashion ကိုအပြေးလေးလှည့်လာလိုက်တော့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်